ကဒါဆိုလို့ရှိရင်ဥမာပေါ့နမူနာပြောမယ်ပေါ့လေသူကဒီ noun clause လို့ဘာကြောင့်ခေါ်ရလဲဆိုလို့ရှိရင်သူက noun အလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်noun clause လို့ခေါ်ရခြင်းဖြစ်ပါတယ်ဘယ်သူမှအထူးပြုပေးတာမဟုတ်ဘဲနဲ့ noun ရဲ့လုပ်ငန်းဆောင်တာအတိုင်းလုပ်တာဖြစ်တဲ့အတွက်ကြောင့် noun clause လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ပုံစံလေးကတော့ question words plus subject verb ဖြစ်ပါတယ်ပုံစံလေးကအခြေခံပုံစံလေးကတော့တကယ်တော့အများကြီးအသုံးများတဲ့ပုံစံပဲနမူနာပြောပြသွားမှာဖြစ်တယ်တကယ်တမ်းကတော့သူပြောမယ်ဆိုရင်လည်းအခြေကြီးပြောမှာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကနမူနာလေးပေါ့ငါလိုချင်တာကတော့ဆိုလို့ရှိရင် what I want အဲ့တော့ငါလိုချင်တာလို့ပြောတာဖြစ်တယ် what I want is money ဒါဆိုလို့ရှိရင်ငါလိုချင်တာပတ်စံဖြစ်တယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေရာမှာ what I want ဆိုတာက subject ရဲ့အလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာသုံးတဲ့ပုံစံဒီ noun clause က what I want ဆိုတဲ့ noun clause ကဘာလို့လုပ်တာလဲဆိုလို့ရှိရင်ဒီနေရာမှာ subject လုပ်ကိုလုပ်တာဖြစ်ပါတယ်ဒါလေးကိုအရောင်လေးနည်းနည်းလေးမြင်သာထင်သာရှိသွားအောင်အရောင်လေးနည်းနည်းလေးချိန်လိုက်ပါမယ်ဒါဆိုရင် what I want is moneyအဲ့တော့ဒါဆိုရင်ငါလိုချင်တာအမေအချစ်ပဲဆိုလို့ရှိရင်တော့ what I want is your love ဒါဆိုရင်အဲ့တော့ငါလိုချင်တာမင်းချစ်ပဲလို့ပြောတာဖြစ်တယ်ဒီနေရာမှာ what I want မင်းပြောတာမှားတယ်လို့ပြောမယ်ဆိုရင်တော့အဲ့တော့ဒီနေရာမှာ what you said SAID what you said အဲ့တော့ is wrong ဒါဆိုလို့ရှိရင်မင်းပြောတာမှားတယ်ဒါဆိုရင်ဒီပုံစံတွေအကုန်လုံးငါပြောတာမှန်တယ်လို့ပြောမယ်ဆိုရင်တော့အဲ့တော့ဒီနေရာမှာ what I said ပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ set ကဘတ်တူးပုံစံပြောတာဖြစ်တယ် what I said is right ဒါဆိုလို့ရှိရင်ငါပြောတာမှန်တယ်မင်းပြောတာမှားတယ်ဆိုတဲ့ပုံစံလေးတွေနဲ့သုံးသွားတာဖြစ်တယ်ဒီနေရာမှာခုပြောတဲ့ဟာတွေအကုန်လုံးကဒီ what တစ်ခုတည်းမဟုတ်ပါဘူးကျန်တဲ့ဟာတွေလည်းသုံးလို့ရပါတယ်ဒါက subject အနေနဲ့ပုံစံသုံးထားတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကတော့complement အနေနဲ့ပုံစံသုံးပြမှာဖြစ်တယ်ဒီစာအုပ်ကတော့ငါလိုချင်တဲ့စာအုပ်ပဲဆိုရင်တော့ this book is ဒီနေရာမှာis ဒီဘတ်တူဘီရဲ့နောက်မှာလိုက်တဲ့ဟာကိုကျတော့ object လို့မခေါ်ပါဘူး complement လို့ခေါ်တာဖြစ်တယ်ဒါကြောင့်မလို့ this book ဒီစာအုပ်ကတော့ငါလိုချင်တဲ့စာအုပ်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့တော့ what I ငါလိုအပ်နေတာဆိုရင်တော့ what I need ဒါဆိုရင်ဒီစာအုပ်ကတော့ငါလိုနေတဲ့စာအုပ်ပဲဆိုရင်တော့ what I need ကဒီနေရာမှာ complement ဖြစ်ပါတယ်ဒါလေးကတော့ complement ဖြစ်တယ်နောက်ကလေးနည်းနည်းလေးတော့ရေးပေးလိုက်ပါမယ်အရောင်လေးနည်းနည်းချိန်ပေးမယ် color လေးအနေရောင်အပြရောင်လေးချိန်လိုက်ပါမယ်ဒါလေးကတော့ complement လေးဖြစ်ပါတယ်အဲ့တော့ပြောချင်တာက this book is what I need ဒီစာအုပ်ကငါလိုတဲ့စာအုပ်ဒီပုံစံသုံးတာဖြစ်တယ်ဒီလက်ပတ်နာရီလေးကတော့ငါလိုချင်နေတဲ့ဟာလေးဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့တော့ this watch နိုင်ချောင်းပြောမယ်ဆိုလည်းအများကြီးပြောမှာဖြစ်တယ်နိုင်မှာဆိုရင်နိုင်ရဲ့မျက်နှာပြင်ကိုအဲ့တော့ကျမတို့က face လို့ခေါ်တယ်နမူနာပေါ့နော်နိုင်ရဲ့နိုင်တန်လေးကိုဆိုလို့ရှိရင် hour hand နိုင်ရဲ့ minute တန်ကိုကြတော့ minute hand HAND เนาะsecond တန်ကိုဆိုလို့ရှိရင်တော့ second hand အဲ့လိုမျိုးလေးသုံးပါတယ်အဲ့တော့ဒီနိုင်လေးကတော့ဆိုတော့ this watch is အဲ့ဒါဆိုရင်ငါလိုချင်တာလေးဆိုရင်တော့ what I want ဒါလေးကနမူနာပုံစံလေးသုံးတာဖြစ်တယ် object အနေနဲ့နောက်တစ်လုံးလေးသုံးပြပါမယ်ဒါဆိုရင် object အနေနဲ့သုံးမယ်ဆိုရင်မင်းပြောချင်တာငါသိတယ်ဆိုလို့ရှိရင်ငါသိပြီးသားလို့ပြောမယ်ဆိုရင်တော့ I already know ဒါဆိုရင်ငါသိပြီးသားအဲ့တော့မင်းလိုချင်တာဆိုရင်တော့ what you want မင်းလိုချင်တာလို့ပြောမယ်ဆိုလို့ရှိရင်တော့အဲ့တော့မင်းလိုချင်တာငါသိပြီးသားဆိုရင်တော့ I already know what you want အဲ့တော့မင်းလိုချင်တာငါသိပြီးသားနောက်ကခုနကတော့ဒီမှာပြောတဲ့ no ရဲ့နောက်မှာ KNOW ရဲ့နောက်မှာသုံးတယ် what you want ဆိုတဲ့ဟာလေးကတော့ object ပဲဖြစ်ပါတယ်ဒါလေးက၃မျိုးအခြေခံလေးပဲသုံးပြလိုက်တာဖြစ်တယ်တကယ်တမ်းကတော့ပြောမယ်ဆိုရင်တော့အခြေကြီးဖြစ်ပါတယ်ဒါလေးကတော့ object ပုံစံနေနဲ့သုံးထားတာ